အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆိုလို့ရှိရင်တရားနဲ့3ရက်ရှိပြီတရား3ရက်ရှိပြီဒီတော့ဒီထဲမှာအခုလောဆယ်ချင်းနေရတော့လွန်ခဲ့တဲ့4-5ရက်ကဒီနေ့အထိပေါ့နော်အဲ့အတွင်းကတော့တောက်လျှောက်ကိုအပြစ်ခတ်တွေရှိတယ်အပြစ်ခတ်တွေရှိရဆိုတော့သူတို့အချင်းချင်းပြစ်တာပေါ့နော်ကျွန်တော်တင်မောသားတွေဒီ cap ဒီထဲမှာရှိနေတဲ့ပိတ်မိနေတဲ့တင်မောတွေကိုတော့ဘာမှတော့အနေသိတော့မရှိဘူးပေါ့ဒါပေမဲ့အဝင်ထွက်တွေကကြတော့ရှိလားမရှိလားဆိုတော့ကျွန်တော်တချို့အလေးတင်ပေးထားပါတယ်ပြန်ထွက်လာတယ်အပြင်ကိုထွက်သွားတယ်ထွက်လာတဲ့အပြင်မရောက်လို့ရှိရင် US Navy နဲ့တွေ့တယ်အဲ့ဒီဟာတွေပေါ့နော်အဲ့ဒီအတန်ဖိုင်တွေရှိတယ်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်လည်းတင်မောနှစ်စီးပြက်ခံရတယ်အဲ့လိုမျိုးလေးရှိတယ်ပြီးတော့အိန္ဒိယတင်မောတစည်းပြက်ခံရတယ်အိုမင်နာမှာပြီးတော့အဲ့တင်မောမှာလူ3ယောက်လားမသိဘူးအသက်ဆုံးရှုံးတယ်ပေါ့နော်ထားပါတော့အဲ့လိုမျိုးတွေတည်င်းတွေအများကြီးပဲတက်လာတာပေါ့နော်ရှိတယ်ဒါပေမဲ့ထူးခြားတာကဒီနေ့ညနေတက်လာတဲ့သတင်းကထူးခြားတယ်။ဘာထူးခြားလဲဆိုတော့သူတို့တွေရဲ့ official page တွေမှာတင်တာဒီညကိုသူတို့ကပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ပေါ့နော်။ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြမယ်အဲ့လိုမျိုးတွေတင်တဲ့ချိန်မှာကျွန်တော်တို့ဒါကိုစောင့်ကြည့်ရမှာ။ဘာလို့ဆိုတော့ဒီသတင်းကတကယ်တမ်းသာဆိုလို့ရှိရင်ကျွန်တော်တို့ဒီညမှာသတိကြီးနဲ့နေရမယ်။ဒါပေမဲ့သတိဆိုပိုလည်းတော့မရှိဘူးပေါ့နော်။သတိကြီးနဲ့နေရမယ်။ဘာလို့ဒီနေရာကတော့ဘာမှတိတ်ထွေထူးထူးမြင်ရလေတော့မရှိဘူးပေါ့နော်မမြင်ရအောင်အတန်ပလန်တွေကြားတာပါညာတကယ်တော့သူတို့ဟိုးတစ်ခါတော့ခတ်အိုင်လန်ကိုသူတို့တွေပြစ်တဲ့အချိန်တုန်းကဆိုလို့ရှိရင်တော့မိုင်300လောက်ဝေးပြီကျွန်တော်တင်မိုးတုံတယ်ဆိုတော့အဲ့လိုမျိုးခက်ပြင်းပြင်းဟာတွေနဲ့တုံးမှဆိုလို့ရှိရင်တော့ကျွန်တော်တို့တင်မိုးမှာတော့နည်းနည်းတော့တခုတော့ဘယ်လိုပြောရမလဲတတိထားမိမှာပေါ့နော်တတိထားမိတဲ့အချိန်မျိုးတော့ရှိမှာပေါ့ကက်ပတန်မှာရှိတဲ့တင်မိုးတွေကိုတော့သူတို့ဘာမှတော့ဘာမှတော့ပြဿနာမရှာပါဘူးဒီတိုင်းပဲကျွန်တော်လည်းမျောနေတယ်သူတို့လုပ်နေကျွန်တော်လုပ်နေတယ်မျောနေလုပ်နေတယ်ကြောက်ကြလုပ်နေတယ်တော့ပဲပေါ့နောက်တစ်ခုကကျတော့ဒီနေ့ပြောလိုက်တဲ့ဟာကဒီသူတို့ရဲ့ strategy လောက်ပေါ့တချို့ခါကြလို့ရှိရင်သူတို့ကဒီလိုမျိုးပြောလိုက်တယ်ပြောပွားလို့ရှိရင်တစ်ဖက်ကနေပြီးတော့okay ဆိုပြီးတော့တချို့ကိစ္စလေးတွေကိုတော့လိုက်ရောလိုက်တာတွေရှိတယ်ဆိုလို့ရှိရင်ဒီဟာကိုပဲလိုချင်လို့သူတို့တွေအဲ့လိုမျိုးတွေပြောလိုက်တာလားပေါ့နော်ကျွန်တော်စုံစမ်းနည်းနည်းစောင့်ကြည့်အောင်ပါပေါ့ဘာလို့ဆိုတော့ပြီးခဲ့တဲ့ဟွာတုန်းကလည်းအဲ့လိုပဲသူတို့လိုချင်တဲ့ point တွေတခုဆိုလို့ရှိရင်သူတို့ကအဲ့လိုမျိုးပြောလိုက်တာပြောလို့ရှိရင်အောက်ဘက်ကနေပြီးတော့တကယ်ဟိုဖြစ်မှာဆိုလို့ဒီဟာလေးတော့လိုက်လက်ခံနေပါညာအဲ့လိုမျိုးတွေထွက်လာတာတွေရှိတယ်ဒါမှလည်းဒါကတကယ်လားဘာလားညာတော့မသိဘူးပေါ့နော်သူကြားထဲမှာဖြစ်သွားတယ်အများကြီးပဲသတင်းတွေဖတ်နေရသတင်းတွေကြည့်နေဆိုလို့ရှိရင်တော့သူတွေဆိုရင်တော့သိမှာပေါ့ဆိုတော့ဒါလေးတွေကိုတော့ကျွန်တော်တို့တွေဒီညဖြစ်မဲ့ဟာပေါ့နော်ဟာတော့စောင့်ကြည့်ရမှာပေါ့ဆိုတော့ကျွန်တော်တို့ကြောက်လားဆိုတော့ကျွန်တော်တို့မကြောက်တော့ပါဘူးကြောက်ခွင့်လည်းမရှိတော့ပါဘူးဆိုတော့ကျွန်တော်အထဲမှာလုံးဝရှိနေတာဒီနေ့ဆိုလို့ရှိရင်103ရက်ရှိပြီလေဆိုတော့ဟိုးစားပြေကစားတော့ကြောက်တာလန့်တာတော့ရှိရအောင်ဒါပေမဲ့အခုကတော့ကျွန်တော်တို့ used to ဖြစ်သွားပြီကျွန်တော်အနေနဲ့ဒါထွေးစားရတော့ဖြစ်သွားပြီတကယ်လို့မှဒီဒုံးကြီးတွေမြင်ရတယ်ဘာလို့ဆိုတော့မြင်ရတယ်ပေါ့နော်ဘာလို့အဓိကကိုယ့်ရဲ့ safe side ပေါ့နော်ကိုယ့်ရဲ့ safe side တင်မို့ပေါ်သူတွေရဲ့ safety ကိုပဲကျွန်တော်ဦးစားပေးပြီးတော့နေရမှာသူတို့ဘယ်လိုပဲဖြစ်ဖြစ်အားကြောင့်သတင်းတွေကိုကျွန်တော်တို့ကမျက်ခြေမပြတ်လိုက်ပြီးတော့ဖတ်နေတာဘာဖြစ်နေပြီလဲဘာလို့ဆိုတော့တခုဆိုလို့ရှိရင်ကိုယ်တွေမသိလိုက်ပါဆိုတော့မသိရဘဲနဲ့သိရမှာဒါပေမဲ့ဟိုဖြစ်နေပြီးတော့မှတခုဆိုလို့ရှိရင်ကျွန်တော်တို့ကာဗာမဖြစ်မှာဆိုလို့အဲ့လိုမျိုးလေးတွေတော့ရှိရပါတော့ဆိုတော့ကျွန်တော်တို့မှာကြောက်ခွင့်မရှိတော့ဘူး we don't have a choice ပြီးတော့ဒီထက်ဝင်လာတယ်ဆိုတာလေဒီထက်ရောက်လာဆိုတာလေကျွန်တော်ရွေးချယ်တာမဟုတ်ဘူးလေသူ့ဘာသူရောက်လာပြီးတော့မှဒါကြီးကဝုန်းကူဖြစ်တာလေဖြစ်တော့ဆိုတော့လေဆိုတော့ဘာဖြစ်ဖြစ်ကောင်းမှုတွေဖြစ်လာတော့ပဲအကုန်လုံးသတ်မှတ်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အေးစစ်ကြော်ဖြတ်ဖို့အတွက်ကျွန်တော်တို့အကုန်လုံးစဉ်းစားထားပြီးသားပါဘာမှလည်းဒါအဆိုးဆုံးပြเนาะဖြစ်လာမလို့ကျွန်တော်ဒီတရားကြီးမပြောဘူးဘာလို့ဆိုတော့အကုန်လုံးကလည်းကျွန်တော်တို့အများကြီးစိုးရိမ်ပေးနေကြကျွန်တော်တကယ်အားနာတယ်ဘာလို့ဆိုကျွန်တော်သတင်းတွေတင်ပေးနေရဆိုတာလည်းဒီထဲမှာဖြစ်ပျက်နေတဲ့ဟာလေးတွေကိုကျွန်တော်ကအကုန်လုံးတွေ့ရုံစားပါတယ်အသိစေချင်လို့ကျွန်တော်ဒီထဲမှာတကယ်ရှိနေအောင်တကယ်ရှိနေတော့ဒီထဲမှာဖြစ်နေတဲ့ဟာလေးကိုကျွန်တော်ပြောပြချင်တာအဲ့လိုပေါ့နော်အားကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီအားလုံးလည်းအခုအဆင်ပြေတယ်ဘာမှမဖြစ်ဘူးဒီနောက်မှာတင်မောကျွန်တော်ပတ်လည်မှာတင်မောတွေအများကြီးပဲရှိတယ်တင်မောတွေကဘာလို့တော့ရှိတယ်တရားနေပါလောက်ရှိတယ်ကျွန်တော်အနားမှာရင်းတော့ကျွန်တော်ဒီနေ့မှာလာပြောတာ3စီးပဲရှိတယ်တင်မောအခုဘယ်ကနေဘယ်လိုရောက်လာကြတာလဲအများကြီးပဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဒီညဖြစ်စဉ်လို့တကယ်လို့ဖြစ်တယ်ဆိုလို့ရှိရင်လည်းထူကြတာရှင်းကျွန်တော်ထပ်ပြီးတင်ပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်